လာပါ DSS ကိုရီးယားကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ teacher တို့ EPS topic တီယိုညွှန်တန်းစာအုပ်ထဲကအခန်း24တွေက culture and information ကိုတူလေ့လာကြည့်အောင် 한국의 오늘 코리아의 밤 한국에서 코리아말 세월하다ဘဝနေထိုင်တဲ့ဘဝရက်တည်တဲ့နေထိုင်တဲ့အခါမှာဖိလိုဟန်လိုအပ်သောအရာဂျုံငယ်လိုအပ်တဲ့အရာတွေကဟာနာတစ်ခုကတော့오늘 개설하는 것입니다. အဲ့တော့ဘဏ်အကောင့်ဖွင့်တဲ့အရာဖြစ်ပါတယ်တဲ့개조가 있어야 အဲ့တော့ဘဏ်အကောင့်ရှိထားမှရေကွန်ငွေစုတာတွေဆုံးကွန်ငွေလွှဲတာတွေဝဲဝမ်ခေါ်လက်အဲ့တော့ဒီငွေလဲတာ exchange လုပ်တာ currency လဲတဲ့လုပ်ငန်းတွေကိုအစရှိတဲ့ဒါရဲငှက်အမျိုးမျိုးသော금융 서비스로 이용할 수 있습니다. အဲ့တော့ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုတွေကိုအသုံးပြုနိုင်ပါတယ်회사에서ကုမ္ပဏီမှာ받는 이금도 အဲ့တော့ကုမ္ပဏီကနေရရှိတဲ့ဒီလစာငွေရလဲပဲတဲ့보통 보면 개인 အဲ့တော့ဒီကိုယ်ပိုင်계좌တို့ဒီမိမိအကောင့်ကိုပေါ့နော်이체 되기 때문에 လွှဲပြောင်းပေးတဲ့အတွက်ကြောင့်한국에서 코리아မှာ생활하기 위해서는 အဲ့တော့နေထိုင်မှုအတွက်ကတော့ 오늘 계좌가ဘဏ်အကောင့်ကိုသိကြပါ있어야 합니다. ရှိရပါမယ်계좌로 개설할 때는 အဲ့တော့ဘဏ်အကောင့်ဖွင့်တဲ့အခါမှာတော့요건ဒီ passport နိုင်ငံကူးလက်မှတ်외국인 등록증과နိုင်ငံခြားသားမှတ်ပုံတင်ကနဲ့함께အတူတကွ입대 계약서ဒီအိမ်အငှားစာချုပ်ပေါ့နော်နာသို့မဟုတ်공과금 청구서အဲ့တော့공과금ဆိုတာဒီရေပိုးမီးပိုးတောင်းခံတဲ့စာတွေပေါ့နော်တောင်းခံလာတွေနဲ့ခါကြည့်အတူတူတဲ့한국နဲ့ကိုရီးယားအတွင်းမှာ거주지로နေထိုင်နေတဲ့စာလားနေထိုင်ရာကို증명할 수 있는 သက်သေပြနိုင်တဲ့စာရွက်စာတမ်းက필요합니다. လိုအပ်ပါတယ်တဲ့그리고ပြီးတော့오늘마다ဘဏ်တိုင်းမှာ외국인နိုင်ငံခြားသားကိုယ်က customer တွေ we have address the service ကဝန်ဆောင်မှုက다르기 때문에 ကွဲပြားတဲ့အတွက်ကြောင့်해당 은행의ဒီသက်ဆိုင်ရာဘဏ်ရဲ့ website နာ website ပေါ့နော် website သို့မဟုတ် Google Center customer center ကိုထုံးတဲ့တစင်းနဲ့구체적인အသေးစိတ်상황은 အချက်လက်တွေကို 확인한 후 စစ်ဆေးပြီးတဲ့နောက်မှာ적합한 အများဆုံးဒီအကောင်းဆုံးပေါ့နော်တင့်တော်ဆုံး 은행은 ဘဏ်ကို선택하는 것이 ရွေးချယ်တဲ့အရာက좋습니다. ရွေးချယ်တာကကောင်းပါတယ် 한국의 은행은 ကိုရီးယားရဲ့ဘဏ်ကတော့보통ပုံမှန်ဖြုံးကြီးဆိုတာဒီတနင်္လာနေ့တောက်ကြပေါ့နော်ရုံးဖွင့်တဲ့ရက်ဒီ오전မနက်ခင်း 9시부터 9နာရီကနေ오후 4시까지ညနေ 4နာရီထိ영업하고 ဒီလုပ်ငန်းလုပ်ပြီးတော့ဘဏ်ဖွင့်တယ်ပေါ့နော်လုပ်ငန်းလုပ်ပြီးတော့공휴일이나 ရုံးဘက်အစိုးရရုံးဘက်ရက်တွေသို့မဟုတ်주말 weekendစနေတနင်္ဂနွေတွေမှာတော့문을 열지 않습니다. တကားမဖွင့်ဘူးဆိုတော့ပိတ်တယ်ပေါ့နော် 그래서ဒါကြောင့်바쁜 직장인들은 အလုပ်ရှုပ်တဲ့ဒီဝန်ထမ်းတွေကတော့은행은 직접 ဘဏ်ကိုကိုယ်တိုင်방문하기보다 သွားတာထက်가까운 곳에နေရာမှာရှိသော ATM은 ATM ကို이용하거나 အသုံးပြုတယ်သို့မဟုတ် 인터넷 သို့မဟုတ် 스마트폰 ကို 이용하여 အသုံးပြုပြီးတော့ 은행이 이런 ဘဏ်ဒီကိစ္စတွေကို보는 경우가 ကြည့်တဲ့အခြေအနေတွေက 많습니다. များပါတယ် 최근에는 လက်တလောမှာတော့영업적 없이 ဒီ 영업적 없이 ဆိုဒီဘဏ်ခွဲတွေမရှိဘဲနဲ့ပေါ့နော်အပြင်ဘဏ်ခွဲတွေမရှိဘဲနဲ့ 인터넷 သို့မဟုတ် mobile app mobile app ငွန်းထုံတဲ့တဆင့်ပေါ့နော် 오늘 업무를 처리하는 ဘဏ်လုပ်ငန်းတွေကိုကင်တွယ်လှုပ်ဆောင်နေတဲ့ internet 전문 은행 internet သီးသန့်ပေါ့နော်အပြင်
ဟာလာအပြင်ဘက်နေမရှိဘဲနဲ့ internet on နဲ့ဆိုတာကဒီဘန်ဒီ internet မှာပဲရှိတဲ့ဟာပေါ့နော် internet ဘန်ပဲလားဘန်နေလဲပဲပေါ့နော်စိတ်ကြောစမိတာပေါ်လာခဲ့တယ်ဒါရဲ့နဲ့ omyu service အဲ့တော့အမျိုးမျိုးသောဒီဘန်ဒီပါလဲဘန်နာရေးဆိုင်ရာ service ဝန်ဆောင်မှုကိုဖြောလေးဟာကဲလွယ်ကူကူ ion hasu is အသုံးပြုနိုင်လို့တဲ့ internet ကြောင့်မို့ on နဲ့အဲ့တော့ internet ဘန် google key အဲ့တော့ customer တွေကသုံးစွဲသူတွေကချုံချတဖြည်းဖြည်း nego isumita ဟာလာတိုးလာနေပါတယ်